ဘဝဆိုတာဒါပဲပိုက်ဆံရှိရှိမရှိရှိပညာတတ်တတ်မတတ်တတ်ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်လူငယ်ဖြစ်ဖြစ်အိုးအိုးလှလှဘာကွဲပြားချမ်းသာမှုမှမရှိပါဘူးဒါမျိုးတွေကြီးပဲအနံ့မကောင်းတဲ့ကျွန်းစားဆက်စုပ်ပဲသဘောတွေမတန်ရှင်းမတင့်နေတဲ့အညစ်အကြေးသဘောတွေငါလို့မှတ်ထင်မြတ်နိုးနေတယ်ဒီခန္ဓာကိုယ်ကြီးတစ်ခုလုံးမှာဒီမတန်ရှင်းတာတွေကလွဲလို့တခြားဘာမှရှိမနေဘူးသူလို့မှတ်ထင်မြတ်နိုးနေတယ်တခြားခန္ဓာကိုယ်တွေမှာလည်းဒီမတန်ရှင်းတာတွေကလွဲလို့တခြားဘာမှရှိမနေဘူးအားလုံးဟာအတူတူတွေပဲဒါဟာမှန်ကန်တဲ့အမြင်ပဲပုဂ္ဂိုလ်တ attva လို့မမြင်ပဲနဲ့အရိုးတို့ရဲ့အရှုအဝေးပဲအသားတို့ရဲ့အရှုအဝေးပဲဝိတို့ရဲ့အရှုအဝေးပဲအားလုံးဟာအတူတူပဲလို့ဘုရားတတွေကိုမြင်တာအလွန်မှစိတ်နှလုံးကိုငြိမ်းအေးစေတယ်အလွန်မှလည်းချမ်းသာစေတယ်ဒီနေရာမှာကိုယ်ခန္ဓာကိုယ်ရင်ဒီသဘောတွေပဲလို့မြင်အောင်လုပ်ရမှာမဟုတ်ဘူးသူတစ်ပါးခန္ဓာတွေကိုလည်းဒီသဘောတွေပဲလို့မြင်အောင်လုပ်ရအောင်ပါဒါကြောင့်မြတ်စွာဘုရားကအစ္ဆတံမှာဗိဓာဝါလို့ဟောတော်မူတာငါဆိုတာလည်းဒီတိုင်းပဲသူဆိုတာလည်းဒီတိုင်းပဲလူတိုင်းဒီတိုင်းပဲလို့ဆင်ခြင်ရမှာဇံမင်းမွေးညင်းခြေသေးလက်သေးသွားအရည်အသားအကျော်အယိုးရိုးရင်းချင်စီအညုတ်နှလုံးအသေးအမြေအဖြင်းအဆုပ်ဥမဥသေးအစံတဲ့အစာဟောင်းအုံနောက်တီးကြီးတလိပ်ရေသွေးချွေးအစီခဲမျက်ရည်အစီကြီးတတွေးနတ်အစီခြင်းငယ်32ခုထာတလူတိုင်းဟာဒီ32ခုထာတတို့အရှုအဝေးမြပဲဘာကွဲပြားခြားနားမှုမှမရှိပါဘူးဒါကိုမြင်အောင်ကြည့်ပါဒီ32ခုထာတကိုတစ်ခုရင်ဆင်ခြင်ကြည့်ပါဇာမင်းကိုစိတ်ကူးနဲ့ချွတ်ပြီးတော့ကြည့်ပါဇာမင်းဒီပုဂ္ဂိုလ်တ attva မဟုတ်ယွန်ရှာဆက်စုပ်ပွဲသဘောသာဖြစ်တယ်ငါခေါင်းပေါ်မှာပေါက်နေတာလို့ဇာမင်းကမသိတယ်လို့ခေါင်းကလည်းငါပေါ်မှာစပင်းလေးပေါက်နေတာလို့မသိပါဘူးအချင်းချင်းမသိကြတဲ့သဘာဝတွေအဲဒါလို့32ခုထာတာကိုတစ်ခုချင်းဆင်ခြင်ကြည့်ရမှာဥပမာအယိုးဆိုရင်လည်းအယိုး